ကြည့်ရှုနေတဲ့မိဘပြည်သူတွေထဲမှာမနဲ့မိုးလင်းလာလို့ရှိရင်ချီပနှောင်းကအရန်စူးပြီးတော့နာကျင်နေတာကိုခံစားမှုတဲ့လူတွေများရှိပါသလားရှင်ကျမတို့ရဲ့ဒါမှမဟုတ်လို့ရှင်မိတ်ဆွေတွေထဲမှာလည်းခြေထောက်ကနာလို့ထောနေနဲ့ဖြစ်နေတဲ့သူတွေကိုကြုံမှုကြမယ်လို့ထင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ဖြစ်မယ်လို့ယူဆပါတယ်အဲ့ဒီလိုမနဲ့အရာထမှာခြေထောက်ဖနှောက်နေရနေပြီးတော့မှစူးပြီးတော့နာကျင်နေတယ်အဲ့တော့ထောက်လိုက်တဲ့အခါမှာလည်းတော်တော်လေးကိုမတက်မတာဖြစ်နေတယ်ဒါပေမဲ့လို့နည်းနည်းလှုပ်ရှားပြီးတဲ့အခါမှာဆိုလို့ရှိရင်သွေးပူလာလို့ရှိရင်တော့အနေနဲ့တက်တာသွားတယ်ဒီလိုမျိုးခံစားနေရတာဒီဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ကျမတို့ရဲ့ခြေပွားအောက်မှာရှိတဲ့အရွက်ပြားလေးဒီရောင်ရမ်းတာကြောင့်ဖြစ်တာမျိုးဖြစ်ပါတယ်အဲ့တော့ရောင်ရမ်းနဲ့အဲ့ဒီယောဂါကိုကြတော့ဘာလို့ခေါ်လဲဆိုလို့ရှိရင် plantar fasciitis လို့ခေါ်ပါတယ်အဲ့တော့ခြေထောက်အောက်မှာရှိတဲ့အရွက်ပြားရောင်ရမ်းခြင်းယောဂဖြစ်ပါတယ်အဲ့တော့ခြေထောက်အောက်ပေါ်မှာရှိတဲ့အရွက်ပြားလေးရဲ့အကြောင်းကိုအရင်ဆုံးရှင်းပြရအောင်အဲ့တော့ကျမတို့ရဲ့ခြေပွားရဲ့တိဆောက်ပုံမှာဆိုလို့ရှိရင်ဒီအယိုးလေးတွေဒီဘေးဘက်ကနေကြည့်လိုက်မယ်ဆိုလို့ရှိရင်သူဒီလေးကိုင်းတရံခုံးနေတဲ့ပုံတရံရှိပါတယ်အပြားလိုက်ဖြစ်မနေပါဘူးအဲ့ဒီအယိုးတွေဒီခုံးနေတဲ့ဥစ္စာရဲ့အရှိအပြားပေါ့နော်ခြေချောင်းလေးတွေရှိတဲ့အပြားပိုင်းနဲ့နောက်ဖက်ဖနှောက်ရှိတဲ့အပိုင်းကိုသူကလေးကျိုးတံသူကတွေ့ဆက်ထားတဲ့အရွက်ပြားတစ်ခုရှိပါတယ်အဲ့ဒါကိုခြေပေါ်ကအရွက်ပြားလို့ခေါ်တာဖြစ်ပါတယ်ဒီအရွက်ပြားလေးဒီကျမတို့လမ်းလျှောက်တဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ရခုံးနေတဲ့ခြေပေါ်အယိုးလေးတွေရဲ့လှုပ်ရှားမှုကိုသူကလေးကျိုးတရံတရေကျိုးကဲ့သို့ထိန်းပြီးတော့ထိန်းချုပ်ထားပြီးတော့မှကိုင်းနိုင်ဆက်နိုင်အောင်ပြုလုပ်ပေးထားတဲ့အရွက်ပြားလေးပဲဖြစ်ပါတယ်ဒီအရွက်ပြားလေးကိုသူ့ရဲ့ခြေပေါ်အောက်ဘက်ကနေတဲ့ကြည့်မယ်ဆိုရင်တော့သူကရက်တောင်တရံခြေချောင်းလေးတွေဘက်ကိုသူကဖြာထွက်နေပြီးတော့အနောက်ဘက်မှာတော့စုပြီးတော့ဖနှောက်နာမှာလာပြီးတော့စုဆုံထားတာဖြစ်ပါတယ်အဲ့တော့ဖနှောက်ရဲ့လှုပ်ရှားမှုအနှိမ့်အမြင့်ကိုကြတော့အနောက်ဘက်မှာရှိတဲ့ခြေတလုံးကျွတ်သားကနေတစ်ဖက်ထိန်းချုပ်ထားပေးတာဖြစ်ပါတယ်အဲ့တော့ခြေပေါ်လမ်းလျှောက်တဲ့အခါမှာဆိုလို့ရှိရင်ခြေပေါ်အောက်ဘက်မှာရှိတဲ့ခြေပေါ်အရွက်ပြားရဲ့နောက်ခြေတလုံးကျွတ်သားရဲ့ကနေပြီးတော့ခြေတောက်ရဲ့ခုံးချင်းဆန့်ချင်းကိုယ်ချင်းမချင်းကိုသူတို့ကတရေကျိုးကဲ့သို့သူကထိန်းချုပ်ထားပြီးတော့မှညင်သာအောင်ပြုလုပ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဘလို့လူတွေမှာဒီဖနှောက်နာခြင်းခံစားရနိုင်တယ်လဲဆိုလို့ရှိရင်အချိန်ကြာမြင့်စွာမတက်ရက်နေရတဲ့သူတွေမှာလည်းဒီဖနှောက်နာတဲ့ယောဂခံစားရနိုင်ပါတယ်အလေးပင်တွေကိုအလွန်ကျွမ်းမာတာပြင်းထန်တဲ့အားကစားတွေကိုပြုလုပ်တာဒါမှမဟုတ်လို့ရှိရင်ခြေဖွားဒီပြပြချက်ကြီးဖြစ်နေတဲ့ဖနက်ကိုစီးတာဒါမှမဟုတ်လို့ရှိရင်အောက်ကနူးညံ့မှုမရှိဘူးခြေထောက်ရဲ့ခုံးနေတဲ့ခြေဖွားကိုပို့ဆောင်ထားမှုမရှိတဲ့ဖနက်မျိုးစီးတာမျိုးတွေဒါမှမဟုတ်အသက်အရွယ်ကြီးရင်းလာတာတစ်ချက်ကလည်းဒီခြေပေါ်ရဲ့အရွက်ပြားကိုရောင်စီပြီးတော့ဖနှောက်နာခြင်းကိုခံစားရစေနိုင်တာဖြစ်ပါတယ်အဲ့တော့ဖနှောက်နာတဲ့လူတွေမှာဘလို့ခံစားရလဲဆိုလို့ရှိရင်မနဲ့အရာထလာရင်ခြေထောက်ကတင်းပြီးဖနှောက်နေရနေစူးပြီးတော့နာနေမယ်လမ်းလျှောက်လိုက်တဲ့အခါမှာထောနေကိုတော်တော်လေးကိုနာကျင်တာကိုခံစားရတာမျိုးဖြစ်ပါတယ်ဒါမှမဟုတ်တော့သွေးပူလေးချင်ငန်းလေးနည်းနည်းလေးလှုပ်ရှားလိုက်တဲ့အခါမှာဆိုရင်တော့သူကအနေငယ်တက်တာသွားတတ်ပါတယ်ခါတလီမှာဆိုလို့ရှိရင်ဒီဖနှောက်နာတာဒီခဏတက်တာသွားပြီးတဲ့အခါမှာခဏထိုင်လိုက်မယ်ဒါမှမဟုတ်နည်းနည်းကြာသွားတဲ့အခါမှာဒီခြေထောက်ကပြန်တင်းလာပြီးတဲ့အခါပြန်လှုပ်ရှားလို့ရှိရင်တစ်ခါပြန်နာတာမျိုးကိုခံစားရစေနိုင်တာဖြစ်ပါတယ်အချို့သူတွေမှာကတော့လမ်းကိုကြာရှည်ရှောက်လို့ရှိရင်လည်းဒီဖနှောက်နာလာတက်ပါတယ်ပြင်းထန်တဲ့လှုပ်ရှားမှုပြေးလွှားတဲ့သူအားကစားတော့၎င်းတစ်ခုလုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းဖနှောက်နာခြင်းကိုခံစားရစေနိုင်တာဖြစ်ပါတယ်ဖနှောက်နာပြီဆိုလို့ရှိရင်ဘယ်လိုပြုလုပ်ရမလဲဆိုတာကအိမ်မှာပြုလုပ်နိုင်မယ်ဒီလမ်းတွေကိုဆက်လက်ပြီးတော့ပြပြပေးသွားခြင်းပါတယ်အဲ့တော့ဖနှောက်နာရဲဆိုတာကတကယ်တမ်းတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒဏ်လို့ပြောရမှာဖြစ်ပါတယ်ဒီရွက်ပြားလေးပေါ်မှာဒဏ်တက်ရောက်မှုများပြတဲ့အတွက်ကြောင့်ဖနှောက်နာတာဖြစ်ပါတယ်အဲ့တော့သူ့ကိုအဓိကလုပ်ပြရမှာကတော့တက်နိုင်တယ်များခြေထောက်ကိုအနာယူပေးခြင်းဖြင့်သက်သာစေနိုင်ပါတယ်နောက်တစ်ခုကတော့ဘာဖြစ်လဲဆိုတော့ဒီရောင်နေတဲ့အရွက်ပြားလေးကိုရေခဲဘက်ကပြီးလို့ရတာဖြစ်ပါတယ်ဒီကဲဘက်ကပ်ပေးခြင်းအပြင်ဒီရွက်ပြားလေးရဲ့ရောင်ရမ်းမှုကိုရောကြပြီးတော့ဖနှောက်နာခြင်းကိုသက်သာစေနိုင်တာဖြစ်ပါတယ်
ဆက်လက်ပြီးတော့ဒီအရွက်ပြားလေးကိုနာကျင်မှုတက်တာစီဖို့အတွက်လှုပ်ဆောင်နိုင်မယ်နီလန်လေးတွေကတော့အရွက်ပြားကိုမြင်သာစွာနှိမ့်ငယ်ပြီးတဲ့နီလန်လေးတွေဖြစ်ပါတယ်အဲ့တော့အိမ်မှာရေတန့်ဘူးလုံးလေးရှိမယ်ဆိုလို့ရှိရင်ရေတန့်ဘူးအလုံးလေးတွေကိုရေထည့်မယ်ရေခဲရေတို့မဟုတ်ရေခဲရှိမယ်ဆိုလို့ရှိရင်ရေခဲနဲ့လှုပ်ထားတဲ့ရေတန့်ဘူးကွန်ဆိုလို့ရှိရင်ရေတန့်ဘူးဆိုရင်တော့ပိုအဆင်ပြေပါတယ်အဲ့ဒီရေတန့်ဘူးအလုံးလေးကိုချီပွားအောက်မှာထားပြီးတော့ဒီရေတန့်ဘူးလေးကိုလှိမ့်ပြီးတော့ခြေထောက်ချီပွားလေးနဲ့လှိမ့်ပေးခြင်းအပြင်ချီပွားအောက်ကဒီအရွက်ပြားလေးကိုညင်သာစွာနှိမ့်နေပေးခြင်းဖြစ်သွားတယ်လို့ရေခဲကပ်ပြီးသားလည်းဖြစ်သွားပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်လည်းဒီဖနှောင်းနာခြင်းဝေဒနာကိုတက်တာသွားစေနိုင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီချီပွားအောက်မှာဘောလုံးလေးကိုခံပြီးတော့ချီပွားလေးနဲ့လှိမ့်ပေးခြင်းအပြင်သူကဒီရွှေပြားလေးကိုနှိမ့်နေပြီးတယ်လို့ဖြစ်သွားတယ်မှာဖြစ်ပါတယ်ဘောလုံးကတီးရင်လည်းရပါတယ်ကျင်းနေရပါတယ်အရွယ်စားကတော့မိမိတင့်တော်တယ်လို့အသုံးပြုနိုင်တာဖြစ်ပါတယ်အရွယ်စားသေးတဲ့ဘောလုံးဆိုလို့ရှိရင်တော့နည်းနည်းပို့ပြီးတော့အလဲကောင်ပိုင်းလေးပဲထိပြီးတော့ခါကျနည်းနည်းပို့ပြီးတော့နေတဲ့အခါမှာနှိမ့်တဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့နည်းနည်းနာတက်ပါတယ်ပေါ့နော်အလုံးကြီးတာလေးဆိုရင်တော့ပို့ပြီးတော့တက်တာဖြစ်စေပါတယ်ဒီဘောလုံးလေးကိုချီပွားလေးနဲ့လှိမ့်ခြင်းအပြင်နဲ့ဒီအရွက်ပြားကနာကျင်မှုကိုတဖြည်းဖြည်းတက်တာသွားစေမှာဖြစ်ပါတယ်အဲ့တော့အခုဒီဟာလေးတွေကိုဘယ်လောက်လုပ်ရမှာလဲဆိုလို့ရှိရင်တစ်ခါလှိမ့်လို့ရှိရင်15စက္ကန့်ကနေ20စက္ကန့်လောက်ထိနှိမ့်ပေးရမှာဖြစ်ပါတယ်ပြီးရင်ခဏနာပေါ့နော်အဲ့ဒါကို3ချိန်ကနေ5ချိန်အထိလုပ်ပေးရမှာဖြစ်ပါတယ်အဲ့လိုလုပ်ပေးခြင်းအပြင်တဖြည်းဖြည်းဒီမနှောင်းနာခြင်းဝေဒနာကိုတက်တာသွားစေနိုင်မှာဖြစ်ပါတယ်နောက်ထပ်ပြုလုပ်နိုင်တဲ့နီလန်းကတော့ချီပွားအရွက်ပြားလေးကိုအကျော်လျှော့ပေးတဲ့နီလန်းလေးတွေဖြစ်ပါတယ်အဲ့တော့လုပ်ရမှာကဒီချီပွားကိုနောက်ထပ်တစ်ဖက်ရဲ့ချီတောက်ရဲ့ဒူးပေါ်မှာချီတောက်တစ်ဖက်ကိုတင်မယ်တင်ပြီးသွားလို့ရှိရင်ဖနှောင်းကိုလက်တစ်ဖက်ကထိန်းထားမယ်နောက်တစ်ဖက်ကကျတော့ချီမနဲ့ချီချောင်းလေးတွေကိုအပေါ်ကိုကော့တင်ပြီးတော့ဖိပေးခြင်းအပြင်ချီပွားအောက်ကဒီရွက်ကလေးကိုအကျော်လျှော့ပေးသလိုဖြစ်ပြီးတော့နောက်ပိုင်းကျလို့ရှိရင်ဖနှောင်းနာခြင်းဝေဒနာတဖြည်းဖြည်းတက်တာသွားစေမှာဖြစ်ပါတယ်အဲ့လိုအကျော်လျှော့တာကိုလည်းတစ်ခါလုပ်မယ်ဆို15စက္ကန့်နဲ့20စက္ကန့်ဒီလုပ်မယ်ပြင်ခဏနာမယ်အဲ့ဒါကို3ချိန်ကနေ5ချိန်လုပ်ပေးရမှာဖြစ်ပါတယ်ချီပြအောက်ကအရွက်ကိုအကျော်လျှော့တဲ့နည်းနဲ့တစ်ခုကတော့ချီတောက်ကိုကရင်ပေါ်မှာဆန်တန်းပြီးတော့တင်ထားမယ်ပြီးတော့ရှင်ချီတလုံးကျွတ်သားအောက်မှာအဝိစာတစ်ခုကိုခင်းထားမယ်အဲ့ဒီအဝိစာရဲ့အဖျားဒီချီပွားနေပတ်ပြီးတော့မှချီမပွားနေဖြတ်ပြီးတော့မှမိမိဘက်ကိုဒီအဝိစာကိုဆွဲယူခြင်းအပြင်ဒီအဝိစာဒီချီတလုံးကျွတ်သားကနေတဆင်နောက်ကကြလို့ရှင်ချီပွားအောက်ကအရွက်ပြအဲ့လိုမျိုးတစ်လျှောက်လုံးကိုအကျော်လျှော့တယ်လို့ဖြစ်သွားပြီးတော့မှတဖြည်းဖြည်းနဲ့ဒီချီဖနှောင်းနာခြင်းဝေဒနာဒီတက်တာသွားစေမှာဖြစ်ပါတယ်သူကိုလက်15ကနေ20စက္ကန့်ဒီလုပ်မယ်နားမယ်အဲ့ဒါကို3ချိန်ကနေ5ချိန်မှန်မှန်နေစဉ်လုပ်ပေးရမှာဖြစ်ပါတယ်နောက်ထပ်မဖြစ်အောင်ကာကွယ်ရမှာကတော့ကြာရှည်စွာမတည့်ရခြင်းလုပ်တွေကိုလျှော့ပြီးတော့လှုပ်ဆောင်ရမှာဖြစ်ပါတယ်နောက်ကူကကြတော့ဖက်နက်ပေါ့နော်ဖက်နက်ကအရန်ချီပွားအောက်ကဖက်နက်သားဒီမာကြောခြင်းဒါမှမဟုတ်လို့ရှိရင်အရန်ကိုကြောင်တန်းနေခြင်းဖက်နက်မျိုးကိုရှောင်ရှားရမှာဖြစ်ပါတယ်အဲ့တော့ချီတောက်ကိုတက်တောင်းတက်တာနဲ့ဒီချီပွားရဲ့အခုံးလေးကိုပံ့ပိုးထားတဲ့ဖက်နက်မျိုးကိုရွေးချယ်ပြီးတော့သုံးဆွဲရမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်လည်းတက်တာဝါပြီးတဲ့ရင်ချီပွားနာတော့ကဖြစ်တုံးကလေ့ကျင့်ခန်းမျိုးလေးတွေကိုပဲဆက်လက်ပြီးတော့ပုံမှန်လှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။နောက်ရုပ်တရက်အပြင်အထက်လေ့ကျင့်ခန်းလုပ်ခြင်းပြင်းထန်စွာကြာရှည်စွာလမ်းလျှောက်ခြင်းနဲ့အားကစားပြင်းထန်စွာလုပ်ခြင်းတွေကိုလည်းရှောင်ရှားရမှာဖြစ်ပါတယ်။ဘယ်ချိန်မှာဆရာဝန်နဲ့တော့ပြတင်တယ်လဲဆိုလို့ရှိရင်တော့ဒီပနှောင်းနာခြင်းကပြင်းထန်စွာနဲ့မခံမရနိုင်အောင်နာကျင်လာတာမျိုးဒါမှမဟုတ်လို့ရှိရင်နာရာရဲ့နီရာရဲ့ပူရာရဲ့ရောင်းနေပေါ့ပြင်းထန်စွာခံစားရပြီဆိုလို့ရှိရင်တော့ဒီအတွင်းပိုင်းမှာပါရောင်ရမ်းတဲ့လက္ခဏာပြင်းထန်စွာဖြစ်နေတဲ့လို့ယူဆရတာဖြစ်တဲ့အတွက်ကြောင့်နီးစပ်ရာဆရာဝန်နဲ့တွားရောက်ပြတာဆွေးနွေးကုသမှုကိုခံယူရမှာဖြစ်ပါတယ်
အခုဆိုရင်တော့ဖနှောင်းနာခြင်းဝေဒနာနဲ့ပတ်သက်ပြီးတော့နားလည်သွားပြီးတော့လိုအပ်တဲ့မိမိအိမ်မှာပြုလုပ်ရမယ့်လေ့ကျင့်ခန်းလေးတွေနဲ့ကြိုတင်ကာကွယ်နိုင်တဲ့နည်းလမ်းလေးတွေကိုပြပြပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲကျန်းမာချမ်းသာကြပါစေ